ထိုင်းမင်္ဂလာပါဝက်ခောက်ကနီလင်းပြီးထားတဲ့သူလေးတွေတင်ပေးလိုက်ပါပြီเนาะကျမနီတိုင်းလိုက်လုပ်မယ်ဆိုရင်เนาะရှောင်းလင်တိုင်းလေးတော့တက်ဖို့လိုပါလိမ့်မယ်เนาะဒါဆိုစားလိုက်ကြရအောင်အရင်ဆုံးတော့တက်စင်ထားတဲ့ဝက်သုံးသက်သားတွေကိုပြုတ်ပေးလိုက်မှာဖြစ်ပါတယ်ရှင်အဲ့ထဲကိုရေထည့်မယ်ဂျင်းသုံးပြားလောက်ထည့်မယ်ပြီးသွားလို့ရှိရင်เนาะစားရယ်ပဲငံပြားရေးဒါပဲထည့်ပြီးလို့ရှိရင်เนาะပြုတ်ထားလိုက်မယ်ပေါ့เนาะပြုတ်သွားလို့ချက်သွားရဲ့အခါကြောင့်လို့ရှိရင်သူ့ရဲ့အခောက်ကလေးကိုထိုးကြည့်လိုက်ပေါ့เนาะခရင်နဲ့ထိုးလိုက်ရတယ်ဓာတ်နဲ့ထိုးလိုက်ရတယ်အဲ့ဆိုရင်တော့အဆင်ပြေသွားပြီပေါ့เนาะပြီးလို့ရှိရင်ကျမတို့ကအခောက်တွေကိုခရင်နဲ့ထိုးဆွပေးလိုက်မယ်ပေါ့เนาะအရသာတွေစိတ်ဝင်ဖို့ရပြီးလို့ရှိရင်ကျွတ်သွားဖို့အတွက်ကိုပေါ့နော်ပြီးသွားရင်တော့အရသာဆက်ထားပေးလိုက်မယ်စားထည့်မယ်အချိုးမုံထည့်မယ်ပြီးသွားလို့ရှိရင်တော့သူ့ရဲ့အသက်ကတော့ရှာလက်ကားကြီးဖြစ်တယ်ပေါ့နော်ရှာလက်ကားကြီးနဲ့ထဲမှာသာလဲအခောက်ကပွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ရှာလက်ကားကြီးနည်းနည်းနှစ်စွန်းလောက်ထည့်ပါတယ်ရှင်လက်ဖက်ရည်စွန်းနှစ်စွန်းမှာအဲ့ထက်ပိုထည့်လဲရပါတယ်နော်ကျမတို့ချင်သွားတဲ့ရတာကိုမကြိုက်လို့ပါပြီးရင်တော့သေစာရတာကိုနှံ့အောင်နဲ့ပါပြီးရင်အခောက်တွေကိုရှာလက်ကားကြီးနဲ့စိန်ထားလိုက်ပါရှင်အဲ့ဒီအချိန်မှာပဲကျမတို့ကစီးဖူးစောဆက်လိုက်မယ်ပေါ့နော်ဒါကိုတော့ဗီဒီယိုသက်တင်ပေးပါမယ်ရှင်ပြီးရင်စကြော်ပေးလိုက်မယ်ပေါ့နော်စီနည်းနည်းထည့်ဖို့လိုပါတယ်ပြီးရင်ဝေးမှာရှောင်နေပါဝေးနိုင်နေကောင်းလေးပါပြီးရင်တော့အဖုံးအုပ်ပြီးကြော်ပါကျမတို့အဖုံးအုပ်ကြော်ပါတယ်ရှင်စီအရန်ပေါက်ပါတယ်နော် air flyer ရှိရဲ့လူတွေက air flyer တို့ဘာလို့လဲလုံးလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ဒါကတော့အရန်ကိုစီပေါက်ပါတယ်နော်အဲ့ဒါဆိုရင်တော့ဟိုဘက်ဒီဘက်လှမ်းကြော်ပြီးစိတ်ရှိရှိနဲ့ကြော်ပြရမယ်ပေါ့နော်အဖုံးအုပ်လိုက်ဖွင့်လိုက်ပေါ့ရှင်ဒါဆိုရင်တော့ကြက်သွားပြီပေါ့နော်အတန်လေးပဲနှာထောင်ကြီးကျွတ်နေရပဲပြီးရင်တော့ကိုကြိုက်တဲ့ပုံစံလေးတွေလှိဖြတ်ပေးလိုက်မယ်ပေါ့နော်ကိုယ်တိုင်လှုပ်စားတော့များများစားရတာပေါ့နော်ဒါဆိုရင်တော့ကျမရဲ့သုံးထက်သားကင်လေးကတော့စီးပူစော်လေးနဲ့စားဖို့အတွက်အဆင်သင့်ဖြစ်နေပြီပဲဖြစ်ပါတယ်ရှင် blog လေးကတော့လောက်ပါပဲနောက် blog လေးမှာပြန်တွေ့ပါမယ်ရှင်